ရဲရင်ပြတ်သားမှုနဲ့မြင့်မြတ်တဲ့နှလုံးသားနဲ့အမေဆွလို့နဲ့နာခံလောကရဲ့လူအန်သူကလေးကဘာလို့ကိုင်းလုံးမဲ့ခက်လွဲတော့အမေဝမ်းနဲ့လွယ်ရင်မှထွေးနှလုံးသွေးတွေပြစ်ဆက်ခဲ့တဲ့အမေစွန်စားအတွေ့အသားတွေစတိထားတဲ့အမေမွေးဖွားတဲ့စီအတက်ကိုပဲအချင်းကလေးဘလူဝေတူနိုင်ရှင်နန္ဒကိုင်းဝင်မေဖွားဘတော်ကစီနစ်ကိုခုန်ကားပြီးကျွေးခဲ့တဲ့အမေမြစ်တာတည်ချီရှင်မေလောကတိုင်းကိုကြည်ဝေးပါစေလောကတိုင်းမှာငြိမ်းချမ်းပါစေမေတ္တာတည်ချေကြည်ဝေးရှင်မေလောကတိုင်းကိုကြည်ဝေးပါစေလောကတိုင်းမှာငြိမ်းချမ်းပါစေကျေးဇူးတွေရမတွေ့စေကပါစေတဲ့ဘဝဆက်ဆက်အကျွေးဆက်လို့မကြည်ရဲရင်ပြတ်သားမှုနဲ့မြင့်မြတ်တဲ့နှလုံးသားနဲ့အမေဆွလို့နဲ့နာခံလောကရန်ကိုအန်သူကလေးကဘာကိုကိုင်းလုံးမဲ့အခက်တွဲတော့အမေဝမ်းနဲ့လွယ်ရင်မှထွေးနှလုံးသွေးတွေပြစ်ဆက်ခဲ့တဲ့အမေစွန်စားအတွေ့အသားတွေစတိထားတဲ့အမေမွေးဖွားတဲ့စဉ်အသက်ကိုပဲအတင်းကလေးဘလူဝေတူနိုင်ရှင်နန္ဒကိုင်းဝင်မေဘွားဘတော်ကစီနစ်ကိုခွန်ကားပြီးကျွေးခဲ့တဲ့အမေမြစ်တာတင်ချီရှင်မေလောကတိုင်းကိုကြည်ဝေးပါစေလောကတိုင်းမှာငြိမ်းချမ်းပါစေမေတ္တာတင်ချီကြည်ဝေးရှင်မေလောကတိုင်းကိုကြည်ဝေးပါစေလောကတိုင်းမှာငြိမ်းချမ်းပါစေကျေးဇူးတွေရင်မှတွေ့စေကဘာစေတဲ့ဘဝဆက်ဆက်အကျွေးဆက်လို့မကြည်